ဝန်းကျင်နဲ့မတည့်တာဘူးမလေးမရေအော်ပေလေးပြစ်ထားရတာပေါ့အဲ့လိုဖြစ်သွားမယ်အဲ့တော့ပတ်ဝန်းကျင်လိုတယ်ပတ်ဝန်းကျင် cue ဆက်ဆိုဒီခုနပြောတဲ့ဒီ genetic ဗီဇနဲ့ပတ်ဝန်းကျင် gene ဆိုတာတော့ပင်ကိုကပါတာပေါ့ genetic ဆိုတာ genes ပဲ environment ဆိုပတ်ဝန်းကျင်ဗီဇနဲ့ပတ်ဝန်းကျင်ကတော့ရှိပြီးသားပဲအဲ့တော့ပတ်ဝန်းကျင်ကိုလေဆိုတော့ကျက်တူရေးလေးနှစ်ကောင်သူ့ဗီဇကငေသီးစားမယ်သူစကားပြောမယ်ဒါပေမဲ့တကောင်ကကျတော့ပန်းပေါ်ကျသွားတယ်ပုတ်ဖက်ကတကောင်ကကျတော့တတိကုံပါလက်နဲ့ပေါ်ကျတယ်လက်နဲ့ပေါ်ကျတဲ့ကောင်ကဓမြတွေတခိုးတွေကအမြဲတမ်းချရေးနဲ့ရေးဆိုတော့ဒီကောင်ဒါတွေပဲကြားနေရတာဘင်းကြီးလဲရောဘင်းကြီးကိုလူပါလားကျက်တူရေးနှစ်ကောင်သူတို့ဗီဇနဲ့ပတ်ဝန်းကျင်ပြောင်းသွားတယ်ဟိုမှာအရင်တုန်းကဒီဆင်ကြီးကဆင်လိမ်မာကြီးဒါအဲ့နားမှာတခိုးဓမြတွေကလာပြီးတော့ဘလို့တတ်လိုက်တာလေဘလို့တတ်ပြီးဘလို့လူလိုက်တာဆိုတော့ဒီကောင်ကဒါတွေကြားရများတော့ဆင်ကြီးကရိုင်းသွားတော့ဖះလောင်းပညာရှိအရှင်မင်းကြီးဒီစင်ကအလုံးရင်ကြီးတာပဲဘာဖြစ်လို့လဲမသိဘူးခဏထားဆိုစင်တင်းကုန်နာမှာကြည့်တော့စင်တင်းကုန်နာဓမြတွေလာတိုက်မင်းတာအဲ့ဒီကောင်တွေဖမ်းပလိုက်တာဖမ်းပြီးတော့မှဖုံးတော်ကြီးတွေတရားဟောသီလတွေပေးကောင်းမှုတွေပြောတော့မှစင်ကပြန်ရင်ကြီးသွားတယ်တရိษံတော်မှာအဲ့လိုရှိတယ်လူမပြောနဲ့တော့ဒါဆိုသူကလနာမိတ်တာဒီပတ်ဝန်းကျင်နာနေကူတာတချို့ဗီဇကောင်းတယ်ခုနပြောတဲ့ချက်တူလေးပတ်ဝန်းကျင်မကောင်းတော့ပြတ်သွားတယ်တချို့ကတော့ပတ်ဝန်းကျင်ကမကောင်းဗီဇကောင်းငြင်းခနိုင်တယ်နော်ရင်းခံနိုင်တယ်အဲ့လိုလည်းရှိတယ်ဒါမှမဟုတ်စောင့်ရှောက်မယ်